မိသားစုကြောင့်မန်ယူမှာပဲဆက်ရှိမဲ့ Bruno Fernandes မန်ယူတင်ကောင်းဆောင် Bruno Fernandes ဟာမိသားစုကြောင့်မန်ယူမှာပဲဆက်ရှိဖို့များနေပါတယ်Bruno Fernandes က Manchester ဟာကျွန်တော်ဇာတိလို့ခံစားရပါတယ်ကျွန်တော်မိသားစုကလည်း Manchester မှာနေရတာတားကျနေပါပြီရောက်စားတုန်းကလည်းပေါ်တူဂီနဲ့ကွဲလဲတာတွေရှိတာကြောင့်အဆင်မပြေတာတချို့ရှိခဲ့ပေမဲ့ခုချိန်မှာတော့ Manchester ဟာကျွန်တော်နဲ့မိသားစုအတွက်အိမ်လိုဖြစ်နေပါပြီလို့ပြောခဲ့ပါတယ်အသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့ Bruno Fernandes နဲ့ Man U ချုပ်ဆိုထားတဲ့လက်ရှိစာချုပ်က2029ခုနှစ်မှာသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ် Man U တာဝန်ရှိသူတွေဘက်က Bruno Fernandes ကိုလာမယ့်နွေရာသီမှာစာချုပ်တစ်ချုပ်ဖို့ကမ်းလှမ်းဖို့များတယ်လို့ Bruno Fernandes ဘက်ကလည်းလက်ခံဖို့အလားအလာများလာတာဖြစ်ပါတယ်ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-Off Arena Online Service ရှိပါတယ်555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်